အားလုံးပဲမင်္ဂလာပါဒီခါဗီဒီယိုလေးရိုက်ဖြစ်တာပေါ့နော်အခုလက်ရှိဒီမြန်မာနှစ်တစ်ကိုအတွက်စကားလက်ဆောင်တွေပါချင်လို့ဖြစ်ပါတယ်စကားလက်ဆောင်ပါတယ်ဆိုပေမဲ့ကိုတိုင်းကကောင်းမွန်နေလို့တော့မဟုတ်ဘူးပေါ့နော်ကိုတိုင်းလည်းအဲ့လိုမျိုးစူးစမ်းပြီးတော့နေထိုင်နေရဲဆိုရက်အကြောင်းကိုပြောပြရင်းနဲ့အားလုံးလည်းအတူတူစူးစမ်းနေထိုင်ကြရအောင်လို့ပြောချင်တာဖြစ်ပါတယ်ဆိုပထမဆုံးပြောချင်တာကတော့ပျော်ရွှင်တဲ့နှစ်သက်လေးဖြစ်ပါစေလို့ပြောချင်နေမယ်လေတကယ်ကပျော်ရွှင်မှုတွေကရှားပါနေရဆိုတာသိနေအကြောင်းမလို့အဲ့ဒီစကားကိုတော့ကြော်လိုက်ပါတော့မယ်ဘာပြောချင်လဲဆိုရင်အခုကမြန်မာနှစ်သက်ကိုရက်ကိုရောက်ပြီပေါ့နော်ဆိုဘလို့အနေထားမျိုးမှာမဆိုကျွန်တော်တို့တွေရှင်းဆက်ပြီးတော့ရှင်းတတ်ကြရအောင်လို့ပြောချင်ပါတယ်နင်ကအဲ့ဒီစကားကိုလောလောပြောနိုင်မှာပေါ့လို့ပြောလဲလက်ခံလိုက်ပါမယ်ဟုတ်ကဲ့ကျွန်မလည်းကျွန်မရောက်ရှိရအရင်မှာအကောင်းဆုံးနေထိုင်နေပါတယ်ဘာတွေဖြစ်သွားမလဲဆိုတာဘယ်သူမှတော့မသိနိုင်ဘူးဒါပေမဲ့ဘလို့ပဲဆိုကိုယ့်ရဲ့အနီးနားမှာဖြစ်ပျက်သွားတဲ့လူတွေကိုချစ်တဲ့သူတွေလည်းဖြစ်ချင်ဖြစ်မယ်ကိုတမိုးထားတဲ့အရာတွေလည်းဖြစ်ချင်ဖြစ်မယ်ဒါပေမဲ့နောက်ထပ်ပြန်ပြီးတော့ပြောချင်တာကသူတို့တွေကအနားယူသွားကြပြီသူတို့ဖြစ်စေချင်တာကလည်းဆက်ကြံရှိတဲ့သူတွေကိုဆက်ပြီးတော့ပဲရှင်သန်စေချင်မယ်လို့မျှော်လင့်နေပေါ့နော်ဆိုတော့ကျမတို့အခုလက်ရှိသွားနေတာကတာဂက်ကတစ်ခုလေးဖြစ်တယ်စစ်အာဏာရှင်ကြာဆုံးရမယ်လူသားအလုံးကျမတို့နိုင်ငံကျမတို့ရဲ့အပေါင်းဖော်မိတ်ဆွေအလုံးကျမပြောရှင်စာနဲ့ပြန်တွေ့ချင်ကြတယ်ဒါကအလုံးရဲ့အရွေချက်ဖြစ်တယ်နောက်ပြီးတော့အခုဘာကြောင့်အဲ့လောက်ခက်ဖြစ်နေရတော့ဘာလို့ရှင်သန်ရအောင်ဘာလို့တွန်းအားပေးနေရတယ်လဲဆိုရင်ဒါကကျမတို့ရဲ့သက်ရှိရှင်သန်မှုအတော်တင်မှာကျမတို့လှုပ်သွားနိုင်ခဲ့တဲ့အကြောင်းအရာကနောက်မျိုးဆက်တဲ့အတွက်ဖြစ်ပါတယ်ကျမတို့ရဲ့တရှိခြင်းကနောက်ထပ်အနာဂတ်အသစ်အတွက်ဖြစ်ပါတယ်အဲ့ဒီအနာဂတ်မှာကျမတို့ရှိနေဦးမလားဆိုတော့လည်းမသေးချပေမဲ့လည်းပဲသေချာစွာပြောနိုင်တာတော့ကျမတို့ရှင်သန်နေစေ၍ကျမတို့ရဲ့ရှေ့ဆက်လာမဲ့မျိုးဆက်တဲ့အနာဂတ်တွေအတွက်ကျမတို့ကြိုးစားရှင်သန်နေတာဖြစ်ပါတယ်ဆိုတော့ဒီနှစ်တဲ့ကလေးကနေစပြီးတော့လဲအနာအကျဉ်တွေကိုရှင်ထဲမှာတင်းစီးပြီးတော့ရှေ့ဆက်ရမယ့် IM ဖြစ်ပြောင်းယူပြီးတော့ဆက်ပြီးတော့ရှင်သန်မှာရှင်သန်ကြရအောင်ပါပြင်ပန်းနေတာတွေလည်းရှိနေပါတယ်အဲ့ဒီပြင်ပန်းနေတာတွေကိုပဲအချင်းချင်းမျှဝေကြရင်ရှေ့တလန်ဆက်တူကြရအောင်လို့ဒီနှစ်တစ်ကိုအချိန်ခါလေးကနေပြောလိုက်ပါရစေအားလုံးကိုချစ်စတင်ပါတယ်အားလုံးပဲအတူတူရှိနေနိုင်ကြရအောင်နော်